大家好，商业 Part 3 Question Form လေးလာပါပြီ။ရှောင်းကိုအသုံးပြုပြီးမေးခွန်းဘယ်လိုမေးမလဲလေ့လာကြရအောင်။ပတ်တန်ကို highlight နဲ့ပြပေးထားပါတယ်။နံပါတ်1你想买什么您把ဝယ်ခြင်းလဲ။နံပါတ်2你想吃什么您把စားခြင်းလဲ။နံပါတ်3你想去哪里您ဘယ်ကိုသွားခြင်းလဲ။နံပါတ်4你不想来吗您မလာခြင်းဘူးလား။နံပါတ်5你不想看吗你မကြည့်ချင်ဘူးလားနံပါတ်4နဲ့5မှာပူမာနဲ့မေးထားတာ question form ကိုမှ negative form ဖြစ်ပါတယ်ဒီနေရာမှာညီကို subject အနေနဲ့သုံးထားပါတယ်ပြီးရင်မန်တဘတ်ရှောင်းလာပါမယ်ရှောင်းရဲ့နောက်မှာ verb ဖြစ်တဲ့မိုင်းဝယ်ဒီ吃စားဒီချွိသွားဒီ来လာဒီခန့်ကြည့်ဒီစတဲ့ verb တွေလာပါမယ်verb ရဲ့နောက်မှာ question word တွေဖြစ်တဲ့什么哪里မာစတဲ့ question word တွေလိုက်ပါမယ်ကိုတိချင်တာလေးတွေကို comment မှာမေးခဲ့လို့ရပါတယ်နောက်သင်ခန်းစာမှာထပ်တွေ့ကြပါမယ်ကြိုက်ကြံ